ပထမဆုံးတစ်ခုအနေနဲ့ကတော့စက်အင်ဂျင်အကြောင်းကိုဖော်ပြထားတာပဲဖြစ်ပါတယ်ဒုတိယတစ်ခုအနေနဲ့ကတော့ web browser အကြောင်းကိုဖော်ပြထားတာပဲဖြစ်ပါတယ်တတိယတစ်ခုအနေနဲ့ကတော့ Excel အကြောင်းကိုပြောပြသွားမှာပဲဖြစ်ပါတယ်Excel Excel ဟာဆို total add ကိုပေါင်းရင်ပေါင်းခြင်းကိုလည်းဖော်ပြထားပါတယ်ချက်ပုံကိုလည်းဆွဲပြထားပါတယ်ဒီကတော့ total တစ်ပိုက်ကိုရှင်းပြထားတာပဲဖြစ်ပါတယ်ချက်ပုံကိုလည်းဆွဲပြထားပါတယ်ဒါတော့ total average အကြောင်းကိုပြောပြထားတာဖြစ်ပါတယ်ဒါတော့ချက်ပုံနဲ့တကွာအတူတူရှင်းပြထားတာပဲဖြစ်ပါတယ်နောက်ဆုံးတစ်ခုအနေနဲ့ကတော့ PowerPoint ကိုရှင်းပြသွားမှာပဲဖြစ်ပါတယ်မင်္ဂလာပါရှင်ကျမနာမည်ကတော့နှင်းသက်ဝေဖြစ်ပါတယ်ကျမကတော့ MVU International College မှာ BA Honors Foundation တက်မှာတက်ရောက်နေတဲ့ကျောင်းသူတစ်ယောက်ဖြစ်ပါတယ်ကျမကခုပြောပြမယ့်ຢာကတော့ 10 local flower and international flower တွေအကြောင်းပဲဖြစ်ပါတယ်ရှင်ပထမဦးဆုံးပြောသွားမယ့်ຢာကတော့ 10 local flower အကြောင်းပဲဖြစ်ပါတယ်10 local flower တွေထဲမှာပါဝင်တဲ့ band တွေကတော့ကန့်ငေါ်ပတောက် spinach cherry သဇင် jasmine water lily orchid spinach jasmine yellow jade orchid lavender တို့ပဲဖြစ်ပါတယ်ပထမဦးဆုံးအနေနဲ့ပြောသွားမယ့် band ကတော့ကန့်ငေါ် band အကြောင်းပဲဖြစ်ပါတယ်ကန့်ငေါ် band ဟာဖေဖော်ဝါရီလအတွင်းပွင့်သော band ဖြစ်တာကြောင့်နွေဦးရဲ့ band လို့လည်းတင်စားခေါ်ကြပါတယ်ကန့်ငေါ် bandကိုဖျားပန်းကတ်လူရာတွေမှာလည်းအသုံးပြုကြပါတယ်ကန့်ငေါ်ပန်းရဲနဲ့ဒီနူးညံ့ပြီးစိတ်အေးချမ်းမှုကိုလည်းရရှိစေပါတယ်နံပါတ်2အနေနဲ့ကတော့ပရောက်ပန်းအကြောင်းပဲဖြစ်ပါတယ်ပရောက်ပန်းဟာမြန်မာနိုင်ငံရဲ့နှစ်စုကူပွဲတော်ဖြစ်သောသကြံအချိန်မှာပွင့်လေရှိသောပန်းတစ်မျိုးလည်းဖြစ်ပါတယ်ပရောက်ပန်းကိုနှစ်သစ်ရဲ့သင်္ကေတတစ်ခုအဖြစ်လည်းတင်စားခေါ်ကြပါတယ်နံပါတ်3အနေနဲ့ကတော့ spinach cherry ခရီပန်းအကြောင်းပဲဖြစ်ပါတယ်ခရီပန်းဟာcream color ရှိပြီးတော့ခရီပန်းရဲ့အနံ့ဟာနူးညံ့ပြီးကြာရှည်ခံတဲ့အနံ့ကိုရရှိပါတယ်နံပါတ်4နေရာကတော့သဇင်ပန်းအကြောင်းပဲဖြစ်ပါတယ်သဇင်ပန်းဟာဆိုရင်မြန်မာနိုင်ငံတမိုးကြီးသောပန်းတစ်မျိုးဖြစ်ပါတယ်သဇင်ပန်းကိုတော်ဝင်ပန်းလို့လည်းတင်စားခေါ်ကြပါတယ်သဇင်ပန်းကိုအလူပွဲမင်္ဂလာပွဲများတွင်လည်းအသုံးပြုလေ့ရှိကြပါတယ်နံပါတ်5ကတော့ jasmine သဘယ်ပန်းအကြောင်းပဲဖြစ်ပါတယ်သဘယ်ပန်းရဲ့အနံ့ကအလွန်မွေးကြိုင်ပြီးတော့စိတ်ကိုလည်းအေးချမ်းစေပါတယ်သဘယ်ပန်းကိုရေမွေးပြုလုပ်ရာမှာလည်းအသုံးပြုကြပါတယ်နံပါတ်6အနေနဲ့ကတော့ water lily ကြာပန်းအကြောင်းပဲဖြစ်ပါတယ်ကြာပန်းဟာအရာမျိုးစုံရှိပါတယ်ကြာပန်းဟာသဘာဝတရားနဲ့သန့်ရှင်းမှုကိုလည်းကိုးစားပြုပါတယ်ကြာပန်းကိုရေကန်များတွင်စိုက်ပျိုးထားလျင်သဘာဝတရားကိုလည်းလှပစေပါတယ်နံပါတ်9အနေနဲ့ကတော့ orchid သစ်ခွပန်းအကြောင်းပဲဖြစ်ပါတယ်သစ်ခွပန်းဟာအရာမျိုးစုံရှိပါတယ်သစ်ခွပန်းကိုအလူပွဲတွေနဲ့မင်္ဂလာပွဲတွေမှာလည်းအသုံးပြုလေ့ရှိသောပန်းဖြစ်ပါတယ်သစ်ခွပန်းကိုလက်ကင်ပန်းနဲ့အလှဆင်တဲ့နေရာမှာလည်းအသုံးပြုလေ့ရှိကြပါတယ်နံပါတ်10အနေနဲ့ကတော့ spinach cherry spinach jasmine မြလေးပန်းအကြောင်းပဲဖြစ်ပါတယ်မြလေးပန်းဟာအဖြူအောင်ရှိပြီးတော့သေးငယ်သောပန်းတစ်မျိုးဖြစ်ပါတယ်မြလေးပန်းရဲ့အနံ့ဟာမွှေးကြိုင်ပြီးစိတ်ကိုလည်းအေးချမ်းစေပါတယ်နံပါတ်9အနေနဲ့ကတော့ yellow jade orchid
သကဝါပန်းပဲဖြစ်ပါတယ်သကဝါပန်းဟာတောက်ပုပ်ပွားတောက်မှာထင်ကြရောက်ဝင်သောပန်းဖြစ်ပါတယ်သကဝါပန်းရဲ့နဲ့ဟာဆူရှာပြီးတော့လုံမွေးကြိုက်ပါတယ်သကဝါပန်းကိုဆေးဖော်ရမှာလည်းအသုံးပြုလေးရှိကြပါတယ်တစ်ဖက်ဆယ်အနေနဲ့ကတော့လာဗနန်အကြောင်းပဲဖြစ်ပါတယ်လာဗနန်ဆိုကငူဝပန်းအကြောင်းပဲဖြစ်ပါတယ်ငူဝပန်းဟာအဝါရောင်ရှိပြီးငူဝပန်းဟာတွဲလောင်းပွင့်သောပန်းတစ်မျိုးလည်းဖြစ်ပြီးတော့ငူဝပန်းရဲ့ငူဝပန်းဟာအရေးလဲရပြီးလမ်းတစ်လျှောက်လုံးစိုက်ထားလျင်ရေလမ်းတစ်လျှောက်လုံးမှာလှပစေပြီးတော့အဝါရောင်ပန်းခင်းကြီးပမာကြာရောက်စေပါတယ်ခုပြောသွားတန်လူက flower တွေအကြောင်းဖြစ်ပါတယ်တန်လူက flower တွေအားတွေထဲမှာတန်လူက flower တွေကတော့ရာသီအလိုက်ပွင့်ပါတယ်အမှရင်ကျေးမှုနဲ့ဖျားပန်းကလူရမှာလည်းအသုံးပြုလေးရှိကြပါတယ်ဒီမှာကျမအကြိုက်ဆုံးပန်းကတော့ဘရောက်ပန်းအကြောင်းပဲဖြစ်ဘရောက်ပန်းပဲဖြစ်ပါတယ်ဘရောက်ပန်းဟာဆိုရင်ဧပြီလတွင်ပွင့်ပြီးညီမရိုးရာအတာတကြံကိုဖော်ကျူးထားသောကြောင့်ဘရောက်ပန်းဟာကျမအကြိုက်ဆုံးပန်းဖြစ်ပါတယ်